မနက်အချိန်မမီလို့ထမင်းဆိုင်မထည့်သွားတာမျိုးမဖြစ်အောင်အမြင်ချက်လို့ရတဲ့ဟင်းနှမျိုးကိုအချိန်15မိနစ်လောက်နဲ့ဒီအမေဟင်းချက်အနှစ်မုတ်ကိုသုံးပြီးတော့ချက်ပြမယ်နော်ကဲအရင်ဆုံးကင်းမွန်သီးလေးတွေကိုလေးစိတ်စိတ်ပေးပါနော်ပြီးွားရင်သူ့ထဲမှာကအစည်းလေးရှိတဲ့အတွက်စားလေးထည့်ပြီးတော့ဖိပြီးတော့နယ်ပေးပါပြီးရင်ရေနဲ့3-4ချက်လောက်လေးပြောင်းစင်အောင်ဆေးထားပေးလိုက်ပါနော်ပြီးရင်တော့ဒီအမေဟင်းချက်အနှစ်မုတ်ကလေးကိုဖောက်ထည့်ပြီးတော့နယ်ပေးထားလိုက်ပါမယ်ဒီအနှစ်မုတ်ကလေးကလေသူ့ထဲမှာစက်သွန်အဖြူနေတွေနနွေးနေအရောင်တွေမုတ်တွေအရသာတွေကတခါတည်းပါပြီးသားပါဒါကြောင့်ပုံမှန်ဟင်းမချက်တတ်တဲ့သူတွေတောင်အလွယ်တကူချက်လို့ရပါတယ်စီပူလာပြီဆိုရင်တော့နယ်ထားတဲ့ကင်းမွန်သီးလေးချက်လိုက်ပါမယ်ပြီးွားရင်ပစွန်ကြောက်ကလေးချက်ပြီးတော့ခဏလေးမှွေထားပေးပါမယ်နော်ပြီးရင်တော့ရေချက်ပြီးတော့အဖုံးလေးအုပ်ပြီးတော့ကျဲထားပေးလိုက်လို့ရပါပြီအခုဆိုရင်တော့ကင်းမွန်သီးနှက်ကလေးကလည်းခဏလေးကျွေးမှာပဲမြန်ဆန်နဲ့ချက်လို့ပြီးသွားပါပြီကဲပြီးရင်တော့ပစွန်ဟင်းလေးတွားချက်ပါမယ်စီပူလာပြီဆိုရင်တော့ဒီအမေဟင်းချက်နှစ်မုတ်ကလေးဖောက်ထည့်ပေးပါမယ်သူကလေစောနာလိုမျိုးလုံးချက်ချက်လဲရတယ်အခုလိုမျိုးစီတက်ချက်လဲရပါတယ်စီတက်ချက်မယ်ဆိုရင်တော့စီပူလာပြီဆိုရင်ဒီအနှစ်ထုတ်လေးဖောက်ထည့်လိုက်မယ်ပြီးွားရင်3စက္ကန့်4စက္ကန့်လောက်လေးမှွေပေးလိုက်ပါဒီမှာအနှစ်ကလေးရလာပါပြီပြီးရင်တော့ပစွန်လေးချက်ပါမယ်သူကပုံမှန်သားငါး20သားဆိုရင်ဒီတစ်ထုပ်သုံးရင်ရတယ်တကယ်လို့ကိုယ်အိမ်သားတွေကအနှစ်များများလေးစားကြရင်တော့ပို့ထည့်နိုင်ပါတယ်ပြီးရင်ရေထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့တည်ထားပေးလိုက်ရုံပါပဲကဲပစွန်ဟင်းလေးကလည်းကျက်သွားပါပြီသူ့ရဲ့အရောင်လေးကိုကြည့်လိုက်ပါလုံးဝကျက်သွန်ဖြူနေနဲ့စီတက်ချက်ထားတဲ့အတိုင်းပါပဲကဲအခုဆိုရင်တော့ចောင်းထမင်းကြိုင်ကျွဲဟင်းနှမျိုးကိုအရသာရှိရှိနဲ့အချိန်ခဏလေးကျွဲမှာချက်လို့ပြီးသွားပါပြီအမေဟင်းချက်နှစ်မုံနဲ့ဆိုရင်တော့မနက်တိုင်းထမင်းကြိုင်မမီမှာစိတ်ပူစရာမလိုတော့ဘူးပေါ့နော်